ရှင်။ Empress Mocha မင်္ဂလာပါလို့နှုတ်ဆက်ပါတယ်နော်။ဒီနေ့မိုးကပထမလေးနဲ့နှိစက်ပေးပါမယ်ရှင်။ဒီပထမလေးကဆမ်မအစောရှိပါတယ်နော်။ပွဲတက်ရိုးရိုးကနေပြီးတော့ daily weight ပွဲတက် daily weight ကနေပြီးတော့ပွဲတက်အထိရတဲ့ဆက်ကလေးလည်းရှိပါတယ် daily weight လေးလည်းရှိပါတယ်။ဆမ်မ install လည်းလာကြည့်ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်။မိုးရဲ့ဆိုင်လေးကတော့ Intensity Jewelry Mall Level 2B နှစ်ခေါ်လေးမှာဖွင့်လှစ်ရချလည်းရှိပါတယ်။ဒီနေ့နေ့တည့်ရက်ဆိုင်ပေးပါမယ်ရှင်။ဆိုင်ကတော့17နာရီခွဲနဲ့ညနေ4နာရီအထိလာကြည့်လာပြီးတော့ကြည့်ရှုအားပေးလို့ရပါတယ်။ညနေပြီးတော့ဖိတ်ခေါ်ပါတယ်ရှင်အားလုံးကိုပဲဒါအခုမိုးဝတ်ထားလေးကတော့မိုးရဲ့ဗမာမြန်လေးထွက်တဲ့မိုးပုတ်ပထမပေါ့နော်လူဒီပါရှင်မိုးကပ်ပေးထားတဲ့လူဒီလေးတွေကလည်းအကုန်လုံးကြောက်ရကြောက်သားလေးတွေဆိုလို့ရှိရင်လည်းပုံမှန်ဆိုကြီးလေးတွေပဲမိုးကတုံးပါတယ်ဒီနေ့ပြန်ပေးတာကတော့လေမိုးကပွဲတက်အတွက်လည်းယူရတာပေါ့နော်ပွဲတက်အတွက်လည်းယူရဲdaily weight တွေတော့အခြေလေးခြေချလို့လည်းရတာပေါ့ပွဲတက်လေးတွေဆိုလို့ရှိရင်လည်းဒီမျိုးဂုံကွင်းပေါ့နော်စာဂုံကွင်းလေးတွေဆိုလို့ရှိရင်လည်းမိုးကခတ်ပေးထားတယ်ဒီဟာလေးတော့နှစ်ခုလေးပြောင်းလာတယ်ဒီနေ့ကျတော့ ruby ပေါ်မှာအလုံးကအမီလေးပါအမီလေးမှာမိုးတရားလေးကိုဘေးလေးကိုလည်းခတ်တဲ့အပေါ်အကလေးကိုစိတ်လေးနဲ့ထည့်ပေးရမိုးရစိတ်လေးတွေကလည်းချူပေးတန်လေးတွေပဲကောင်းတယ်နော် BBS ပေါ့ BS1 တီကိုမိုးကသုံးပါတယ်စိတ်လေးဆိုဖြူခွေးပြီးတော့တန်တစ်လုံးချင်းစီမှာလည်းလုံးဝလက်စတာရောဖြူခွေးတန်အနာစာလည်းမပါရှိခဲ့တာမပါတာလေပေါ့နော်ဖြူခွေးတန်လေးတွေပါလို့ရှင်နောက်ပြီးလို့ရှင်ကြောက်ပြီဆိုလို့ရှင်လေမိုးက ruby မှာဆိုလို့ရှင်လေ ruby ကိုအရှိကောင်းကောင်းလေးပွင့်ဆူဆူတန်လေးကိုပဲမိုးကသုံးပေးပါတယ်ဒီမျိုးလေးပါနော်ဒါလေးပါရှင်ဒီဂုံးကွင်းလေးကတော့ဘာပါလဲဆိုတော့ ruby က69ကွင်းပါပါတယ်69ကွင်းပါပါတယ်12.3ခွန်ခရက်ပါရှင်စိန်ကကြတော့26ပွင့်ပါရှင်သူကကြတော့9ကလက်ဝန်းကျင်လေးပါရွှေကကြတော့73ပဲပေါ့နော်12.5ခရက်လေးပါရှင်ဒီကsorry ပါ12ပဲနဲ့5လေးပါ12ပဲ5လေးပါပါတယ်ဒီဟာလေးကကြတော့စိန်သားလေးဆိုလို့ရှိရင်လည်းမိုးကတူတူလေးတွေပေါ့နော်ဒီလိုလက်တိုင်းတွေပါဆိုလို့ရှိရင်လည်းမိုးကဒီလိုခင်းလေးပါဆိုဘေးမှာလည်းဘေးပေါင်တွေလေကြီးလေးပဲတုံးပေးထားပါတယ်နော်လက်ပြည့်ရဲ့အမရဲ့အတွက်လည်းဒါကြီးကတော့တော်တော်ထက်ထဲလှလှလေးပါပဲဒီလိုမျိုးတွေကအရေးရတယ်နေရဲပြီးတော့လုံးဝကိုနီးရေးပါပဲပေါ့နော်ဒီပြမိုးကတော့ဒီဟာလေးတော့ဘယ်ကာလာလို့တော့မပြောဘူးရှင်ဒါပေမဲ့ကြည့်ပါလုံးဝအနီးခဲရဲနေရပါပဲเนาะအပွင့်တိုင်းအောင်လည်းပွင့်စင်တန့်လေးတွေပါပဲရှင်ဒီလိုမျိုးလေးပါဈေးကတော့အခုဒီဈေးလေးကတော့ဒီနေ့ပေါ့နော်186သိန်းလေးပါရှင်ဒါ186သိန်းလေးပါဒီတရားလေး186သိန်းလေးပါရှင်186လေးကိုမိုးကအခုဒီ live ထဲမှာပေါ့နော်မိုးပြလာပြီး screenshot ရိုက်ပြီးတော့ပြီးတော့ချက်ပေါက်မှာလည်းအသေးစိတ်မေးလို့ရပါတယ်186ကိုမိုး182သိန်း9000လေးနဲ့ဒီနေ့ဈေးလေးထားပေးပါမယ်ရှင်မိုးကလည်းဈေးတွေတော့အများကြီးတော့ shop ပေးလို့တော့မရဘူးပေါ့နော်မိုးကဒါကိုရောင်းနေတဲ့ဈေးလေးကိုပဲတစ်ခါလေးပဲပြပြပြီးတော့ရောင်းပါပါရှင်အများကြီးလည်းတင်လာပြီးအများကြီးလည်း shop ပေးရမှာမဟုတ်ပါဘူးနော်ဆိုင်လေးတက်တယ်ဆိုလို့ရှိရင်မိုးရဲဆိုင်မှာလာပြီးတော့အပြင်မှာ extra ကြည့်လို့လည်းရပါတယ်။ဒီကနေ update channel မမတွေကလည်းမိုးကိုချက်ပေါက်လေးမှာဗီဒီယိုလေးကိုပေးချလေးမျိုးပြတ်ပြီးလို့ရပါတယ်ရှင်။ပေးချလေးစိန်ချင်းရွှေချင်းကြောက်ချင်းမျိုးလည်းအတိအကျမေးလို့ရပါတယ်။နောက်မိုးက certificate လည်းထုတ်ပေးပါတယ်နော်။ဒါလေးကလေ basic ဆက်လက်ပါပြီးသားပါ။မိုးကိုဘာဝတင်ထွက် ruby စစ်ကိုပဲတင်ထွက်စစ်တွေကိုပဲမိုးကရောင်းလာတာရှင်။ဆက်ကြောက်သားဆိုလို့ရှိရင်မိုးကပုံပွင့်စစ်တန်လေးကိုပဲခတ်ပြီးတော့ရောင်းလာပါမယ်နော်။ဒီလိုမျိုးလေးခတ်ပေးထားပါတယ်ရှင်။ကျန်တဲ့လူချင်းဒီမှာလာကြည့်လို့ရတယ်လို့ online အနေနဲ့စိတ်ချယုံကြည်စွာနဲ့ဝယ်ယူအားပေးလို့လည်းရပါတယ်။ဒါလေးကကြတော့စိန်တစ်လုံးနဲ့ ruby နဲ့ကိုတစ်လုံးချလေးတွေပေါ့နော်။မို့ဒါလေးကိုခတ်ပေးထားပါတယ်ရှင်။တစ်လုံးချလေးခတ်ပေးထားပါတယ်ဒီလိုမျိုးလေးပါ။ကြောက်ကိုလည်းကြည့်ပါရှင်တစ်လုံးချကိုကြည်တန်ပွန့်တက်လေးတွေပါပဲเนาะဒီဟာလေးကကျတော့အနီရေလို့တော့မဟုတ်ဘူးရှင်သူကကျတော့ပန်းနီမှာတော်တော်ကိုအနီဘက်ကိုတက်တဲ့ပန်းနီကိုပဲမိုးကခပေးထားတာပါအပြင်မှာဆိုလို့ရှိရင်တော့တော်တော်ကိုနီပါတယ်ဒီလိုမျိုးအနီရေလုံးဝမဟုတ်ဘူးဒါပေမဲ့ပန်းရီကိုမှတော်တော်ကိုနီရဲ့ဘက်ကိုရောက်တဲ့ပန်းနီအစ်ပါရှင်
မျိုးပါစိန်ကိုလည်းတစ်လုံးစီမိုးကခပ်ပြီးစိန်တစ်လုံးချလေးပေါ့နော်စိန်ကတော့လေမိုးကအကောင်လုံး VVS1 စိန်ကိုလုံးဝပွင့်ရဆူတန်းနေစိန်ကိုဖြူခွေးပြီးတော့ပေါ့နော်အသားကောင်းကောင်းလေးတွေပဲမိုးကခပ်ပေးထားပါတယ်ရေခဲစားတွေပါလေလုံးဝသဘောမှမပါပြရပါဘူးနော်သူကကြတော့ Ruby ကကြတော့အလုံး80နဲ့တပွဲမှာRuby အချိန်လေးကကြတော့ကိုကရက်နီးနီးပါပါတယ်ကိုကလည်းနေပါပါတယ်စိန်ကကြတော့စိန်က82ပုံမှာရှင်သူကစိန်တစ်လုံး ruby တစ်လုံးဖြစ်တဲ့အတွက် ruby လေးက82ဝင်စိန်က82ပုံပေါ့နော်ကြောက်ကြတော့စိန်ကိုကြတော့မိုးကဒီကကြရတယ်အလုံး80ကြီးပေါ့နော်80ကြီး80ကြီးနဲ့ခတ်ပေးထားတာပါရှင်သူကတက်ကလက်နေပါပါတယ်စိန်ကလည်းတက်ကလက်နေပါမယ်နော်ရွှေကကြတော့အတင်းရောပါနော်10ပဲ5ရေပါရှင်ဒီကောင်လေးကလေ10ပဲ5ရေပါပါတယ်ရှင်ဒီကုန်းလေးဆိုကုန်းလေးကကျတော့10ပဲ5ရေပါဒါပေမဲ့ရွှေတော့မပေါင်းနော်မိုးခတ်ပေးထားတဲ့ရွှေလေးဆိုတော့ဘေးပေါင်လေးဆိုလည်းမိုးတူတူလေးခတ်ပေးထားတယ်ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးအနောက်တွေပါဆိုလို့ရှိရင်မိုးတေးချာကိုခတ်ပေးတူတူတဲလေးပဲခတ်ပေးထားပါတယ်ရှင်လက်တိုင်းလေးတွေကတော့မိုးပြင်ပေးလို့ရပါတယ်လက်တိုင်းလေးတွေကတော့အရန်ကြီးကမကြည့်ဘူးရွှေမပိုးအောင်ဆိုတော့ဒီစေးတိုင်းပါပဲမိုးကခတ်ပေးထားလက်တိုင်းကတချို့မမတွေကကြတော့ဘောနော်လက်လေးကပြည့်တယ်အဲ့လိုပြည့်တဲ့လက်ကလေးတွေဆိုလို့ရှိရင်နော်ဂွင်းတိုင်းလေးတွေပြင်ပေးရလို့ရွှေပိုးရတဲ့ခါကျတော့အဲ့ပိုးရဲ့ရွှေပိုးလေးပဲသူ့ရဲ့နေ့မှာချက်တဲ့အမောင်လေးတွေမျိုးကထပ်ပြရတယ်ရှင်ဒါကတော့ရွှေပိုးလိုက်တော့ရွှေမပိုးအောင်ဆိုလို့ရှိရင်တော့ဒီတိုင်းပဲဆိုရင်တော့မိုးကလက်တိုင်းကိုပြင်ပေးပါတယ်ဒီလက်တိုင်းဘောနော်လက်တိုင်းကတော့2-3လောက်ထိတော့ပြင်လို့ရပါတယ်ရှင်ဒီကလေးကဘေးမှာလည်းစိတ်မပေါဆိုတာဒါကတော့စိတ်ပြင်ပေးလို့ရပါတယ်လက်တိုင်းအရင်ကြည့်လို့ရှိရင်တော့ရွှေပိုးရရင်တော့မိုးကအဲ့ဒါလေး extra ထိပ်တာပါနော်ဒီလိုမျိုးလေးပါစိတ်ကြောက်ကလေးတွေကတော့လည်းပုံမှန်စီစီတက်တက်လေးတွေပါနော်မိုးကုတ်ပဒံများအစ်စ်ပဲမိုးကသုံးပါတယ်နော်မိုးလက်စစ်ချက်ကတော့မိုးစီမှာပစ္စည်းဝယ်တဲ့လူတိုင်းကလက်စစ်ချက်ကိုမိုးကအကုန်လုံးထုတ်ပေးပါရဲ့ရှင်ဒီလိုမျိုးလေးပါနော်သူကလေစိတ်ကလည်းမသေးဘူးရှင်သူစိတ်ကလည်းမသေးဘူးတလက်မပေါ့နော်တလက်မဆိုင်ရှိတယ်သူကတော်တော်လေးလေးကြီးရယ်စိတ်ကြီးလက်ပြည့်လေးဆိုတော့တော်တော်လှပါတယ်ရှင်ဒီမျိုးလေးပါသူကဒီတလုံးစိန်ချောင်းဂုံးဝဲလေးရကြတော့ဟိုအခုဒီနေ့ပေါ့နော်ဒီနေ့152သိန်းစီပါရှင်152သိန်းကို140နဲ့9သိန်း6000နဲ့ပြပါမယ်ရှင်140နဲ့9သိန်း6000နဲ့ပြပါမယ်ရှင်ဈေးရတက်နိုင်ဆုံးမိုးကတော့ shop ပြပါတယ်ဒါပေမဲ့ဟိုလိုမျိုးအများကြီးလဲလေမိုးကခေါ်ပြီးတော့လည်းအများကြီးတော့လည်းမိုးက short ရဆိုင်နေပါရှင်ဆိုင်နေတဲ့ပဲဆိုလို့ရှိရင်မိုးကိုချက်ပေါက်မှာစိတ်တက်ကြမြင်လေးပါနော်ဒီလိုမျိုးလေးပါရှင်ချက်ကလေးတွေအပွင့်တိုင်းအောင်ကြည့်ကြည့်ပါနော်အကောင်လုံးကဒီဒါဆိုရင်ဘောနော်ပြင်မလာကြည့်လို့ရှိရင်ဒီအရေးဒီတားလည်းမဒီတက်တောင်ပို့ပြီးတော့တောင် share ပါတယ်ရှင် share တဲ့ဘက်ကိုရောက်ပါတယ်နော်ဒါလေးလည်းမိုးကပြပြချင်တော့ပါရှင်ဒီလိုမျိုးလေးပါရှင်ဒါလေးက152ကို149သိန်း6တောင်းဒါကြတော့186သိန်းကို182သိန်းလုပ်ပြပါနော်ဒီပါရှင်ဒီလိုမျိုးလေးပါမိုးကုတ်ပဒံများလေးလည်းတဖြည်းဖြည်းနဲ့ပေါ့နော်ရှားပါလာပါတယ်။တပောင်းက3တက်စစ်ဆိုတာကလည်းလေဟိုတစ်လုံးနဲ့တစ်လုံးကတော့ဒူလို့မရဘူးเนาะ။သူကလေအရေးအသားအတူဆုံးအနည်းဆုံးမိုးကရွေးတေးချောက်ရွေးချယ်ပြီးတော့မာတေးချောက်ရွေးချယ်စစ်ပြီးတော့မာတေးချောက်ခတ်ထားတာပါ။တစ်လုံးချင်းစီကိုလည်းမိုးတေးချောက်ကိုမမျိုးချောက်တေးချောက်ကြည့်ပေးထားတယ်။ဟိုအဖန်မှန်တာလုံးဝကိုအဲ့လိုမျိုးဖြစ်ရမယ်။နီးနီးကိုဖြစ်ရမယ်။ချက်ရည်တောက်တာဒီလှရမယ်အသားကောင်းရမယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ဂုံးလေးဆိုလို့ရှိရင်လည်းအကောင်လုံးအရေးညီတာလေးပေါ့မိုးကအရေးညီလေးကိုလည်းခတ်ပေးထားပါတယ်စိုက်တွေဆိုတာလည်းစိုက်ကအကြီးကြီးပဲရှင်ဒီလိုမျိုးပေါ့နော်လက်ကိုအပြည့်ပဲလက်ကတော့အပြည့်ပဲရှင်ဘယ်လိုက်လို့ရှိရင်တော့ဂုံးနဲ့ကိုလည်းတော်တော်ထည့်ပါတယ်ဘိုးရဲ့လက်ကလည်းဒီနေတော့ဂုံးနဲ့ကိုတော်တော်ထည့်တယ်ရှင်ဂုံးနဲ့ကိုတော်တော်ထည့်ပါတယ်ဟိုရဲ့မြေကထွက်တဲ့တဘာဝတူတဲ့ကြောက်လေးတွေကတိတ်ကိုရှားပါပါတယ်တိတ်ကိုလှပါတယ်နောက်ပြီးအရှင်အသားကလည်းဒီညာနေနဲ့ဘယ်နိုင်ငံကထွက်တဲ့ဘယ်နိုင်ငံပဲထွက်တဲ့ရေတနာပစ္စည်းတွေတော့ရှင်လို့ရှိရင်ကိုယ်နိုင်ငံထွက်တဲ့ဓများကတော့လုံးဝ king of the stone ပဲနံပါတ်1ပဲเนาะအခုဆိုလို့ရှိရင် Spain တွေကလိုက်လာပြီရှင်ဒါကတော့လုံးဝအမြည်ပေါ့နော်ဒါလုံးဝအမြည်အပြင်မှာပို့ပြီးတော့တရေပို့လာပါရဲ့ရှင်ပြင်မှာလည်း
ပြင်မှာလည်းစိတ်တန်းကြလာကြည့်ရှုလို့ရပါတယ်ဒီနိုင်ငံခြားဝယ်တဲ့မမတွေပေါ့နော်ဒီရုပ်ဝေးကနေဝယ်တယ်တခြားနေရာနေဝယ်တယ်ဆိုလို့ရှိရင်လည်းစိတ်ချယုံကြည်စွာအပေးလို့ရပါတယ်အဲဆိုလို့ရှိရင်လည်းမို့ကဗီဒီယိုလေးနဲ့တိတိကျကျလေးကိုလည်းပြပေးပါတယ်နော်တခြားပြပေးပါတယ်ဗီဒီယိုလေးနဲ့တိကျပြပေးလို့ရပါတယ်မို့လည်းတကယ်ပေးလို့လက်ပြည့်အမရဆိုတက်လောက်ပါတခြားလေးလည်းမပြပေးတော့